သူဖြစ်စေခြင်းနဲ့ဆိုတဲ့ဆန္ဒကိုပြောပြပေးပါဦး The second runner hello The second runner up Miss Universe Myanmar 826 is Congratulations ပါခင်ဗျာ Crying moment အတွက်ကြံရှိနေတဲ့ညီမငယ်နှစ်ဦးကရင်ခုန်စွာနဲ့အစဉ်သင့်ဖြစ်နေပါပြီနေရာယူပေးထားပါဦးခင်ဗျာ